မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့မြန်မာနိုင်ငံမှာစူပါကားတွေဆိုတာလမ်းမပေါ်မှာတွေ့ရခဲ့တဲ့မြင်ကွင်းတစ်ခုပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာစိတ်ဝင်စားစရာကားပွဲတော်တွေစုဝေးပွဲတွေဖြစ်လာနေပါပြီဒီနေ့ဗီဒီယိုမှာတော့မြန်မာပြည်ကစူပါကားပွဲတွေအကြောင်းဘယ်လိုတွေလုပ်ကြလဲဘာတွေထူးခြားလဲဆိုတာတွေကိုအသေးစိတ်လေ့လာကြမလို့ပါဟုတ်သူညတထ30ဟေ့ကားချစ်သူတွေမြန်မာပြည်ရဲ့လျှို့ဝှက်စမ်းကြဲတဲ့စူပါကားကဘာကိုဝင်ကြည့်ဖို့အသင့်ပြင်ထားလိုက်တော့ပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာ Lamborghini 5 စီးတစ်ပြိုင်နက်တည်းမြင်လိုက်ရတဲ့အချိန်ကကင်မရာကင်ထားတဲ့6လက်တောင်တုံသွားတာနော်ဒီလိုရှားပါတဲ့မြင်ကွင်းမျိုးကိုမြန်မာနိုင်ငံမှာဘလို့ဖန်တီးနေကြလဲအဲ့ဒီကားတွေကဘယ်ကနေရောက်လာတာလဲဘလို့ပွဲတွေမှာပြိုင်ကြလဲသိချင်စက်ကြည့်လိုက်ပါ Segmented The Rise of the Scene 30အရင်တုန်းကမြန်မာပြည်မှာစူပါကားဆိုတာရုပ်ရှင်ထဲမှာပဲတွေ့ဘူးတာပါဒါပေမဲ့ပြီးခဲ့တဲ့9နှစ်အတွင်းမှာတော့အခြေအနေတွေတော်တော်ပြောင်းလဲလာတယ်ဘာလို့လဲဆိုတော့စီးပွားရေးအခြေအနေတွေတိုးတက်လာတာရဲ့နိုင်ငံတကာနဲ့ပုံမှုအဆက်အသွယ်တွေရလာတာရဲ့အကြောင်းပေါ့အဓိကအားဖြင့်တော့အဲ့ဒီကားတွေကိုပိုင်ဆိုင်ထားတဲ့တထေးကြီးတွေကကိုယ်ဝါသနာကိုအကောင့်ထဲပေါ်ဖို့စုဝေးလာကြတာပါအထူးပြောစရာရှိတာကမြန်မာနိုင်ငံမှာကျင်းပလေးရှိတဲ့ကားပွဲတွေဟာဥရောပမှာလိုထပ်တဲတွေပြိုင်ပွဲတွေထက်စာရင်ခါမီတွေရော်လီခီးစဉ်တွေပိုများတယ်ဥပမာရန်ကုန်ကနေပသိမ်ကိုမနက်စောစောထွက်ခွာပြီးလမ်းတစ်လျှောက်စူစီမောင်းနေတဲ့ခီးစဉ်မျိုးပေါ့ဒါကအမြန်နှုံးထက်ခီးစဉ်ရဲ့အတွေ့အကြုံနဲ့ကားလှကိုပိုပြခြင်းတဲ့သဘောရှိတယ် Segment 2 Surprising Facts Hidden Gems 25အံ့ဩစရာအချက်တစ်ခုပြောပြမယ်မြန်မာပြည်ကစူပါကားပိုင်ရှင်အများစုဟာသူတို့ကားတွေကိုအလွန်ဂရုစိုက်ကြတယ်ဘာလို့လဲဆိုတော့လမ်းခြေနေရဲ့အပူချိန်ရဲ့ကြောင့်ထိမ့်သိမ်းရတာပိုခက်ခဲလို့ပါသူတို့ကားတွေကိုပြုပြင်ထိမ့်သိမ်းဖို့အပူချိန်လျှော့ချဖို့အတွက်ပင်တိုင် Service Center တွေထက်ပြည်ပကနည်းပညာရှင်တွေကိုပါခေါ်ယူရလေးရှိတယ်ဒါဟာကားတစ်စီးရဲ့တန်ဖိုးထက်ပိုပြီးရင်းနှီးမြှုပ်နှံထားရတာကိုပြတာပဲနောက်ထူးခြားတာက Ferrariသို့မဟုတ် Lamborghini လိုမျိုးအမှတ်တံဆိပ်ကြီးတွေထက် Nissan Godzilla နဲ့ Porsche 911အထူးသဖြင့် Turbos တွေကပိုပြီးလူကြိုက်များတာတွေ့ရတယ်။ဘာလို့လဲဆိုတော့သူတို့ကလမ်းခြေနေတန်းကိုနည်းနည်းပိုခံနိုင်ရရှိပြီးစွမ်းဆောင်ရည်လည်းအရန်ကောင်းလို့ပါ Segment 3 The Big Events မြန်မာပြည်မှာအကြီးဆုံးနဲ့လူသိများတဲ့စူပါကားပွဲဆိုတာကိုတခုတည်းသတ်မှတ်ဖို့ခက်တယ်ဘာလို့လဲဆိုတော့ပွဲတိုင်းနီးပါးကပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့စုပေါင်းပြီးလုပ်ကြတာများတယ်ဒါပေမဲ့နှစ်စဉ်ကျင်းပလေးရှိတဲ့ Luxury Car Rally တွေကတော့မဖြစ်မနေပါဝင်သင့်တဲ့ပွဲတွေပါအဲ့ဒီပွဲတွေမှာကားလှပြိုင်ပွဲတွေအသစ်ရောက်လာတဲ့ model တွေမိတ်ဆက်တာတွေလုပ်ကြတယ်အဲ့ဒီပွဲတွေရဲ့အလှပဆုံးအပိုင်းကတော့ show off လုပ်တာမဟုတ်ပဲစုဝေးပြီးတစ်မျိုးကနေတစ်မျိုးကိုအတူတူမောင်းနေတဲ့အခါလမ်းဘေးကကလေးတွေလူကြီးတွေရဲ့မျက်လုံးတွေမှာဖြစ်ပေါ်လာတဲ့အံ့အားသင့်မှုနဲ့ပျော်ရွှင်မှုပဲအဲ့ဒီအချိန်မှာကားကိုယ်တိုင်ထက်ပိုတန်ဖိုးရှိတာကအဲ့ဒီပျော်ရွှင်မှုပဲလို့ကျွန်တော်ထင်တယ် Conclusion ဒီနေ့တော့မြန်မာပြည်ကစူပါကားပွဲတွေအကြောင်းတီးခေါက်လေ့လာခဲ့ကြပြီးဒါဟာငွေကြေးချမ်းသာမှုရဲ့သင်္ကေတတစ်ခုဖြစ်နိုင်ပေမဲ့နောက်ွယ်မှာတော့ကားပေါ်ထားတဲ့စိတ်အားထက်သန်မှုနည်းပညာအပေါ်စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတာသတိထားသင့်ပါတယ်ဒီလိုဝါသနာရှင်တွေတိုးပွားလာတာဟာမြန်မာစီးပွားရေးနဲ့ပတ်သက်ပြီးမျှော်လင့်စရာတွေရှိနေတယ်ဆိုတဲ့အကောင်းမြင်စိတ်ကိုလည်းဖော်ပြနေတာပါပဲနောက်တစ်ခါဘလို့စိတ်ဝင်စားစရာကားအကြောင်းတွေလေ့လာခြင်းလဲဆိုတာ comment မှာရေးခဲ့ဦးတော့ like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘေးကင်းလုံခြုံစွာမောင်းနှင်ကြပါစေစူပါကားကဘာကနေနှုတ်ဆက်ပါတယ်ဗျာ